အားလုံးပဲမင်္ဂလာပါခင်ဗျာ KSN ကာတွန်း channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုပြောမယ့်ပုံမြင်လေးကတော့ကြီးကန်းတွေဘာကြောင့်မဲရတယ်လဲဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာပုံမြင်လေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါအောင်ဗျာတခါတုန်းကတောအုပ်ကြီးထဲမှာတိရစ္ဆာန်တွေအများကြီးပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတဲ့ကွယ်အဲ့ဒီထဲမှာကြီးကန်းဆိုတဲ့ငှက်ကလေးဟာအရန်အလားအပကြိုက်တာပေါ့ဗျာအဲ့ဒီအချိန်တုန်းကကြီးကန်းရဲ့အယောင်ဟာအဖြူရောင်ဖြစ်တယ်အခုလိုမျိုးအမဲရောင်မဟုတ်ဘူးပေါ့ဗျာတနေ့မှာတော့အဲ့ဒီကြီးကန်းကငါအယောင်ကအမြဲတမ်းဖြူနေရတယ်အမြဲတမ်းကြီးတော့မလှတော့တလို့ပဲငါအယောင်ပြောင်းရင်ကောင်းမလားလို့စဉ်းစားနေမိတယ်အဲ့ဒါကြောင့်ဇီကွက်ရဲ့အလားပြင်ဆိုင်ကိုသွားပြီးမဇီကွက်ရေကျမရဲ့အမွှေးတွေကိုအပန်းရောင်ဆိုးပေးပါလားကျမအဖြူရောင်အမွှေးတွေကိုမကြိုက်ဘူးလို့ပြောလိုက်တယ်ဇီကွက်ကလည်းကောင်းမပြီဆိုပြီးတော့ကြီးကန်းပြောတဲ့အတိုင်းအပန်းရောင်ကိုဆိုးပေးလိုက်တာပေါ့ကြီးကန်းကလည်းသူ့ကိုယ်သူမှန်ထဲမှာကြည့်ပြီးအရန်ကိုတဘောကျနေတော့တာပေါ့ဗျာအိုးလှလိုက်တာလို့ဆိုပြီးသူ့ကိုယ်သူရှီကျူးနေတာပေါ့ဗျာမကြခင်မိုးရီရွာတော့ကြီးကန်းရဲ့ကိုယ်ပေါ်မှာရှိတဲ့အပန်းရောင်တွေဟာအကုန်လုံးကျွတ်ကုန်ပြီး၎င်းရဲ့ပင်ကိုအဖြူရောင်ကိုပြန်ဖြစ်သွားတယ်အဲ့ဒါကြောင့်ဇီကွက်စီကိုပြန်သွားပြီးတော့ဒီတစ်ခါတော့အပြာရောင်ဆိုပေးပါအမရဲ့အပန်းရောင်ကအယောင်ကကျွတ်တယ်ဇီကွက်ကလည်းကြီးကန်းပြောတော့လို့သူ့ရဲ့အမွှေးတွေကိုအပြာရောင်ဆိုပေးလိုက်ပြန်ပါတယ်မကြခင်မှာပဲမိုးရီထက်ရွာလာပြန်ရောအဲ့ဒီအခါကြီးကန်းရဲ့ကိုယ်ပေါ်ကအယောင်တွေလည်းကျွတ်သွားတာပေါ့ဗျာကြီးကန်းကလည်းစင်းညင်းညင်းနဲ့ဇီကွက်စီပြန်လာပြီးမက်ဇီကွက်ရေဒီတစ်ခါတော့ဘယ်တော့မှမကျွတ်နိုင်တဲ့အယောင်ဆိုပေးပါဗျာဇီကွက်ကလည်းစဉ်းစားပြီးတော့အမဲအောင်ဆိုရင်ရောဘယ်တော့မှကျွတ်တော့မှာမဟုတ်ဘူးလို့ပြန်ပြောလိုက်တယ်အဲ့ဒါလို့နဲ့အမဲအောင်ကိုဆိုပေးလိုက်တာပေါ့ဗျာအဲ့ဒီအချိန်ကစပြီးကြီးကန်းတွေဟာအမဲအောင်ဖြစ်သွားပါတော့တယ်ဗျာပုံမြင်လေးကိုအဆုံးအထိအားပေးနားဆင်သွားကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ